နော်အလုပ်လေးလှုပ်လာတာနဲ့အမျှဒါစိတ်ထဲမှာကဟိုအလုံးနဲ့မျှတဲ့ဖိအားတွေလည်းရှိသလိုအလုံးနဲ့မျှတဲ့ကြိုးစားထုံးမှုတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ပြောရမယ်ဆိုရင်အလုပ်လောဘတော်တော်ကြီးတဲ့ထဲမှာပါတယ်အလုပ်လောဘကြီးတဲ့လူဖြစ်တဲ့အလျောက်ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုရောက်အောင်သွားဖို့အတွက်ကတော့ကိုယ်တိုင်ကပျော်ရွှင်မှုတွေပင်ပန်းမှုတွေကြုံတွေ့ရမှာပဲလေပျော်တာတွေလည်းရှော့ရမှာဖြစ်တယ်ပင်ပန်းတာတွေလည်းပိုပြီးပင်ပန်းလာပါလိမ့်မယ်။ဘာလို့ဆိုတော့ကိုကအိမ်မက်ကကြီးတာ။အဓိကကတော့ကျွန်တော်ကဟိုပေါ့နော်ရိုက်ကူးခွင့်ရတဲ့ဇက်ကောင်တိုင်းကိုအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းအားထုတ်ပါတယ်ခင်ဗျာဟိုရိုက်ကူးခွင့်ရတဲ့ဇက်ကောင်ကနဲတီဖြစ်စေများတီဖြစ်စေကိုလုံနိုင်တဲ့ဘောင်ထဲကနေပြီးတော့ကိုဘယ်လိုမျိုးထူးခြားအောင်အမှတ်ရနေအောင်လုပ်မလဲဆိုတဲ့အရာတော့ကျွန်တော်ကအမြဲတမ်းတွေးဖြစ်ပါတယ်တချို့ဇက်ကားတွေကကြတော့လေဟိုဘယ်လိုပြောမလဲဒါဧည့်သည်အနေနဲ့ပါဝင်ပြီးတော့ကူညီပေးတာလည်းရှိပါတယ်ဗျာအဓိကကတော့ဧည့်သည်တယောက်ဆောင်အနေနဲ့ပါဝင်ပြခဲ့တဲ့အရာကြတချို့လူမှုရေးရလည်းပါဝင်ရသလိုတချို့ကျွန်တော်အလုပ်တူတူတွဲလုပ်ချင်တဲ့ director တွေညီကိုလိုခင်နေတဲ့ director တွေဆိုလို့ရှိရင်ကျွန်တော်ကတရက်တာပါဝင်ကူညီပေးဖြစ်ပါတယ်ဗျာအမှန်တိုင်းပြောရရင်တော့ဒါအလုပ်ဟိုပေါ့နော်အလုပ်လေးလှုပ်လာတာနဲ့အမျှဒါဟိုစိတ်ထဲမှာကဟိုအလုံးနဲ့မျှတဲ့ဖိအားတွေလည်းရှိသလိုအလုံးနဲ့မျှတဲ့ကြိုးစားထုံးမှုတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ပြောရမယ်ဆိုရင်အလုပ်လောဘတော်တော်ကြီးတဲ့ထဲမှာပါတယ်အလုပ်လောဘကြီးတဲ့လူဖြစ်တဲ့အလျောက်ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုရောက်အောင်သွားဖို့အတွက်ကတော့ကိုယ်တိုင်ကပျော်ရွှင်မှုတွေပင်ပန်းမှုတွေကြုံတွေ့ရမှာပဲလေပျော်တာတွေလည်းရှော့ရမှာဖြစ်တယ်ပင်ပန်းတာတွေလည်းပိုပြီးပင်ပန်းလာပါလိမ့်မယ်ဘာလို့ဆိုတော့ကိုကအိမ်မက်ကကြီးတာအဓိကကတော့ကျွန်တော်တို့ကတော့လူတိုင်းကတော့နံပါတ်အဆင့်1ရဦးကျင်ကြတာပဲလေကျွန်တော်ကတော့ကျွန်တော်လည်းပါပါတယ်ဒါမှန်သောစကားပြောရရင်ကျွန်တော်လည်းပါပါတယ်အဲ့အတွက်လည်းကျွန်တော်ကနေ့စဉ်နဲ့မျှဖြည်းဖြည်းနဲ့မှန်မှန်စူးစမ်းထုတ်နေတာအဓိကတော့ဒီပေါ့ဒရိုက်တာကို PPN ပေါ့နော်ကိုပြဖြိုးနိုင်ကကျွန်တော်ဟိုအရင်တည်းကကျွန်တော်ပေါ့နော်ဒီလိုမျိုးဇလန်တွဲတွေတောင်မှဟိုပုံမှန်လေးမရရတဲ့အချိန်မှာတော့မှကျွန်တော်အဲ့လိုလက်တွဲခေါ်ပေးခဲ့တယ်ကျွန်တော်အကိုဆိုလဲဟုတ်တယ်ဒရိုက်တာဆိုလဲဟုတ်ပါတယ်အကိုပါဝင်တာဖြစ်တဲ့အတွက်ကျွန်တော်ရှိမှလဲကို PPN နဲ့လွှာလက်လွန်းသွားဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးရိုက်ထားပါတယ်အခုကဒီကန်ထူးဆိုတဲ့ကားမှာလဲအကိုကဒါဇာတ်ကောင်တစ်ခုနဲ့လိုက်တာဖြစ်တဲ့အတွက်ဒါညီလေးရိုက်မလားဆိုကျွန်တော်ကကြတော့ဒရိုက်တာတယောက်ပေါ်မှာယုံကြည်မှုအပြည့်အဝရှိသွားပြီဆိုလို့ရှိရင်အဲ့ဒီဒရိုက်တာရဲ့လမ်းညွှန်မှုနောက်ကိုပဲကျွန်တော်ကတသိမသိလိုက်တတ်ပါတယ်ဗျာဟုတ်အဓိကတော့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ကဟိုဘာသာရေးလေးလေးလုပ်ပြီးတော့နည်းနည်းအလုံးနဲ့ပတ်သက်နည်းနည်းယူတဲ့ထဲမှာပါလို့ထင်ပါတယ်ဟုတ်စိတ်ဝင်စားလာလာချင်တာရွေးချယ်ပြီးတာဒီမှာရွေးချယ်လို့ရှိနေတယ်အဓိကတော့ရွေးချယ်ခွင့်ရှိခြင်းမရှိခြင်းနဲ့ကျွန်တော်ရင်ခုန်တဲ့ဇက်ဆိုရင်ရိုက်ပါတယ်ပြီးတော့ကျွန်တော်အလုံးလုံးလို့အဆင်ပြေပြီးတော့ကျွန်တော်နဲ့အဲ့လိုenergy ကိုက်တဲ့လူတွေနဲ့ဆိုကျွန်တော်ကရိုက်ပါတယ်ခင်ဗျာဟုတ်ရိုက်ဖြစ်ပါတယ်အဲ့လိုမျိုးရွေးချယ်ပြီးတော့ကြီးကျယ်တာမျိုးတော့မရှိပါဘူးဗျာဟုတ်ညင်းလိုက်တဲ့တားရရှိပါဘူးညင်းလိုက်ဆိုအချိန်အရန်တိုက်နေလို့ဟိုညင်းလိုက်ရတာတွေပဲရှိပါတယ်ဟိုလိုမျိုးကြီးတော့မရှိပါဘူးဗျာအခုဒီအချိန်မှာဖြစ်နေတဲ့ခံစားချက်ကတော့ဒီတက်ဒီရွယ်နဲ့ဆိုတော့ romance လေးတွေပေါ့ပေါ့ပါမဲလို romance လေးတွေရိုက်ချင်ပါတယ်ဗျာဟုတ် pro-com လေးတွေပေါ့စုံတော့စုံပါတယ်မန်တော့ဖော်အောင်တပူရောကကျွန်တော်နဲ့ရှိမှအောင်သူနဲ့ဆိုရင်ကျွန်တော်ကန်ဆက်သူစုံခဲ့ပါတယ်မန်တော့ဖော်နေကြရှိမှတန်ရုံးစင်စကားဆိုတဲ့ရုပ်ရှင်မှာစုံခဲ့ဘူးပါတယ်ဗျဇက်ကလည်းဆန်းတဲ့ဇက်လေးကောင်းတဲ့ဇက်လေးပါဒါကျွန်တော်အဲ့လောက်ပဲပြောလို့ရလို့ပါဇက်ရုပ်တဲ့ပြင်ဆင်ထားတာဘာလို့ရှိနေလဲဇက်ရုပ်နဲ့ဟုတ်တယ်ကျွန်တော်ပြောင်းသွားမှာရှိပါတယ်အဲ့ဒါတော့ဒရိုက်တာရဲ့ဟိုဘယ်လိုပြော recommend ဒရိုက်တာခိုင်းတဲ့အတိုင်းပဲလုပ်မှာပါဗျာကျွန်တော်ဟိုဒီပေါ့နော်တဦးတယောက်ချင်းစီချစ်ပေးနေတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပါဝင်တဲ့ဇက်ကားတိုင်းပါဝင်တဲ့ဇက်လန်တွဲတိုင်းကိုကျွန်တော်ဒီတရားရဂိုင်းလုံးကြိုးစားထုတ်ပြီးတော့ကြည့်ရှုနေတဲ့သူတွေအားလုံးရဲ့အချိန်ပေးရကြုံနဲ့ကျွန်တော်ဆက်ပြီးတော့ကြိုးစားကောင်းပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးပါ